ခဏလေးဒီဗီဒီယိုက going forward ကနေတစ်နှစ်စာ4500ပေးဝေထားပြီးတော့အကျိုးရှိအသုံးချခြင်းတဲ့သူတွေအတွက်တင်တန်းသားအယောက်100လောက်ကို certificate ထုတ်ပေးဖို့လိုအပ်တာမျိုးတွေစောင်းသားကတ်တွေဝန်ထမ်းတွေအတွက် business ကတ်တွေဈေးနှုန်း label test တွေဒါတွေကိုအလွယ်တကူဖြည့်ရှင်းလို့ရမယ့်နည်းလမ်းလေးပြောပြပါမယ်အခုကတော့ certificate ကိုဥပမာပေးပြီးလုပ်ပြမှာဖြစ်တဲ့အတွက် template မှာ certificate ဆိုပြီးတော့ရိုက်ထည့်လိုက်ပါဒီမှာကိုအဆင်ပြေမဲ့ certificate တစ်ခုကိုရွေးပါဒီနေရာမှာကိုပြောင်းချင်တဲ့ test ကိုရွေးပြီးတော့ကြတော့နာမည်တစ်ခုပေးရပါမယ်နာမည်ကကိုကြိုက်တဲ့နာမည်ပေးလို့ရပါတယ် format လေးကတော့ရေးပြထားသလိုတွန့်ခွင်းလေးနှစ်ခုကြားထဲမှာရေးရင်ရပါတယ်နော်တကယ်လို့သင်တန်းနာမည်တွေလည်းတယောက်နဲ့တယောက်မတူဘူးပြောင်းဖို့လိုတယ်ဆိုရင်ဒီနေရာမှာရေးပြထားသလို format နဲ့ထပ်ထည့်ပြီးတော့လုပ်လိုက်လို့ရပါတယ်တစ်ခါထည့်ရင်နာမည်ပေါင်း150ထိထည့်လို့ရပြီးတော့ကြတော့ data limit အနေနဲ့ကတော့ row ပေါင်း300အထိ upload လုပ်လို့ရပါတယ်ဒီနေရာမှာကိုကမြန်မာ font အနေနဲ့ရေးချင်တယ်ဆိုရင်တော့ဒီမှာဖောင်းအလားတွေကိုတစ်ခါတည်းချိန်လို့ရပါတယ်ပြီးသွားရင်တော့ဒီဘက်ချမ်းမှာ application ဆိုတာလေးကိုနှိပ်ပြီးတော့ back create လို့ရှာလိုက်ပါရှင်manual ရိုက်ထည့်လို့ရတယ်လို့ Excel ရှိရဆိုရင်လည်း shift နဲ့တင်လို့ရပါတယ်အခုက manual နဲ့စမ်းပြထားပါတယ်သူ sample ပြထားတဲ့နေရာတွေမှာကိုထည့်ချင်တဲ့နာမည်တွေ row တွေ column တွေဒီမှာလို့ထပ်ထည့်လို့ရပါတယ်ရှင်ပြီးရင်တော့ data ကိုပြန်ပြီး connect လုပ်ဖို့အတွက် right click နှိပ်ပြီးတော့ကြတော့ connect data ကိုနှိပ်လိုက်ပါ create to design ဆိုတာကိုနှိပ်ပါဒီမှာရေးက row နှစ်ခုကိုပြင်ထားဖြစ်တဲ့အတွက် design နှစ်ခုထွက်လာတာဖြစ်ပါတယ်ထုတ်ပြီးသွားတဲ့အချိန်မှာဗာလေးတစ်ချက်ပြန်စစ်ဖို့လိုမလဲဆိုတော့နာမည်တွေပေါ့နော်နာမည်အရင်ရှိနေတာမျိုးတွေ text overflow ဖြစ်နေတာတွေပြီးရင် spelling ပေါင်းတာမှားလေးတွေပေါ့နော်အားလေးစစ်ပြီးတော့ထုတ်လို့ရပါပြီရှင်အားလုံးပဲအဆင်ပြေမယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်